အားလုံးပဲမင်္ဂလာပါဒီသင်ခန်းစာမှာတော့နေ့စဉ်တဝင်းကလေးစကားပြောအကြောင်း20ကိုလေ့လာသွားပါမယ် I need a haircut I need a haircut ကျွန်တော်စပင်ညှချင်တယ် Not too short please Not too short please တိတ်မတူပါစီနဲ့နော် A little longer A little longer နည်းနည်းရှည်ပေးပါ I want my hair dye I want my hair dye ကျွန်တော်စပင်ဆိုးရှင်ပါတယ် Nice hairstyle Nice hairstyle စပင်ပုံစံအားလည်းလှလိုက်တာ Keep quite still Keep quite still ငင်းနေနော် Visit me frequently Visit me frequently ငါကိုမကြာလာလဲပါနော် You lying to me You lying to me မင်းငါကိုလိန်တယ် How to say it How to say it ဒါကိုဘယ်လိုပြောမှာလဲ As you say မင်းပြောတယ်လို့ပါပဲ Poor little thing တနာစရာလေးပါကွာ Can't help doing that မတတ်နိုင်ဘူးလေ That's funny အဲ့ဒါရည်ရတယ် What can it be ဘာဖြစ်နိုင်တာလဲ What is your point မင်းကဘာကိုဆိုလို့ရှင်တာလဲ Anytime အရှိန်မရွေးပါပဲ Once a week only တပတ်မှာတရက်တည်းနော် Wait here ဒီမှာစောက်ပါ Over there ဟိုမှာ Just there ဒီနားလေးတင်ပဲအားလုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ် Okay see you in the next video bye bye